တီလာယူမုံကအစဒီဝါတော့တော်တော်ကြေကွဲနေရတယ်နဲ့သီလားရှက်ကိုရှက်ကန်းနေနဲ့ပေါ့ဗျာအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒါကျွန်တော်နဲ့ကိုမင်းသားအင်တာဗျူးကိုကြည့်ပြီးတော့သူကလည်းဝမ်းသာပါတယ်ပေါ့နော်ကျွန်တော်တို့ကဝမ်းသာတယ်ပြောတော့သူကလည်းအေးငါလည်းဝမ်းသာတယ်တဲ့ကျမရင်အောင်မခုံဘူးတဲ့လူစိုးတဲ့ပြီးရင်ပြောသွားသေးအာဝါတဲ့ပြီးကိုမင်းသားကြီးပေါ့နော်လူစိုးတယ်တကယ်ကိုအဆက်ပြေပြောသလိုဖြစ်နေတဲ့ဗီဒီယိုဖိုင်တစ်ခုလည်းထပ်ပြီးတော့ထွက်ပေါ်လာတယ်ဒီကလမ်းပါတယ်ပေါ့နော်ဒီကလမ်းပါတယ်ဝမ်းသာရအောင်ပြီးတော့နော်အဲ့ဒါနဲ့ပတ်သက်လို့ဒီဘက်မှာညင်ကြပါပေါ့နော်ဝမ်းသာအောင်ဆိုငါလည်းဝမ်းသာတယ်ပွဲလို့ရိုက်နေတယ်ဒီကငါလည်းဝမ်းသာတယ်တက်ဖွဲ့နေပွဲလို့ရိုက်နေတာလို့ရှိတယ်ပြီးလုံတောင်ကြီးသိမရိုက်ပါဘူးကျမရင်တော်မခုံဒီကဘာအောင်ပြောနေတာဘာပြောမှမသိဘူးနေတော့ကိုရှာပုံတော့လူစိုးကျမအစားကိုပြတာနေတော့ကိုရှာပုံနေတော့ကိုရှာပုံတော့ဖွင့်တာကလူကိုယ်တိုင်စင်တယ်လာတာဆိုတော့ငါစင်တယ်လို့ပြောပြအောင်မေးပြောကျမလင်းကြောက်ရှာပုံတော့ကျမတို့လည်းဘာမှမစားဘူးဒီလားရှင်တို့ပြောဆိုကျမလည်းပြောတယ်အဘွားတတာအဲ့တော့သူကဒီဥစ္စာနဲ့ပတ်သက်လို့သူ့ရဲ့ယောက်ျားမဟုတ်ဘူးဆိုပြီးတော့လည်းညှင်းဆိုထားတာရှိတယ်ဒါပေမဲ့အဲ့လိုညှင်းဆိုပြီးတဲ့နောက်မှာပဲတောက်လျှောက်ပေါ့နော်ဒါဓာတ်ပုံမှတ်တမ်းတွေထပ်ပြီးတော့တက်လာတယ်ပေါ့နော်သူနဲ့တူတူတွဲရိုက်ထားတဲ့ဒီလူနဲ့ဒါစိန်လွင်နဲ့သူနဲ့တူတူတွဲရိုက်ထားတဲ့ပုံတွေဒါတွေကစတက်လာတယ်ပေါ့နော်မင်္ဂလာဆောင်လာပါလေအဲ့လိုပုံတွေကစရှိတယ်ပေါ့နော်ပြီးတော့အဲ့မှာကျွန်တော်တခါတည်းမေးတဲ့အချိန်မှာအင်တာဗျူးထဲမှာမပါဘူးပေါ့နော်ဒါပေမဲ့မေးတဲ့အချိန်မှာဘယ်ခုနှစ်မှာဒါသူတို့ယူခဲ့တာလဲဆိုတော့2009ခုနှစ်မှာယူခဲ့တာပေါ့နော်မော်လမြိုင်မှာလားမသိဘူးအဲ့လိုမျိုးယူခဲ့တာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စိန်လွင်ကအတီးပြုတ်ပေးပြီးသားအဲ့ဒါကိုဟိုကဖင်ပိတ်ပြီးတော့ညင်းနေတာအဲ့ဥစ္စာကိုစိန်လွင်ကိုပြန်ပြရအောင်ဝင်သီလား